ဟုတ်ပြီ私နဲ့အတူတူဂျပန်စာလေးလာနေတယ်皆さんたちこんばんはဒီနေ့မှလည်းရာဒီဥတုတာရတယ်နော်အဲ့ဒါကိုဘယ်လိုပြောမလဲဒီနေ့ဆိုတော့今日နော်今日も天気が晴れますね今日も天気が晴れますねဒီနေ့လည်းရာဒီဥတုတာရတယ်နော်ဟုတ်ပြီ私ရှေ့ပိုင်းမှာတင်သွားပေးတဲ့သုံးလုံးကおはようございますမင်္ဂလာနေ့ခင်မှာနောက်တစ်ခုကကျတော့こんにちはဟုတ်ပြီနော်မင်္ဂလာနေ့လည်းခင်မှာနောက်တစ်ခုကကွန်ဘန်ဝကမင်္ဂလာညနေခင်းပါနောက်တစ်ခုဒီနေ့အတစ်ထပ်တင်ပေးလိုက်ပေါ့နော်ဒီကောင်လေးကတော့အတစ်ပေါ့နော်ဟုတ်ပြီညအိတ်တယ်ညအိတ်လို့ရှိရင်ကောင်းတော့ညလေးပါပြောမယ်ဆိုဘယ်လိုပြောမလဲအိုယာဆူမီနာဆိုင်ဆိုရင်ဘယ်လိုပြောမလဲကောင်းတော့ညလေးပါနော်ဟုတ်ပြီဒါကစာပြန်နှွေးပေးတယ်ပေါ့နော်အရှင်းရက်ကတင်သွားတာဘာတင်သွားပေးလဲဆိုတော့အာယူဝဲကိုခါကြီးကွဲတော့စာရှိတာချိစက်တယ်တော့နောက်တစ်ခုကဘာလာမလဲဆိုတော့နာနီနုနယ်နိုဟုတ်ပြီနာနီနုနယ်နိုအရှင်းမနေ့ကတော့နည်းနည်းဗီဒီယိုရှိသွားတယ်ပေါ့နော်ဒီနေ့ကတော့မမြန်သွားမယ်ပေါ့နော်နာနီနုနဲ့နိုဟုတ်ပြီသူရဲ့ရေးပုံကြီးပြောပြမယ်နော်ရေးပြမယ်နော်ဟုတ်ပြီနာနိနုနယ်နိုဒီနေ့ရတော့နော်နာဆိုတော့ဘယ်လိုလာမလဲ一二三四နော်ဟုတ်ပြီနော်ရေးပုံကြီးနေဒီမှာကြည့်မယ်နော်一二三一二三四နော်လေးချက်နော်一二三四ဟုတ်ပြီဘယ်လိုရေးမလဲပြန်ရေးမယ်နော်一二三四နော်ဟုတ်ပြီအဲ့ဒီနာပြီးမှလာမယ်နေနော်နေလေးကဘယ်လိုလဲဆိုတော့တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီအဲ့ဆိုရင်ဒီပုံကြီးကြည့်အောင်一二三နော်ဒီကသုံးချက်နော်သုံးချက်ဆိုတော့ဟုတ်ပြီနာနီးပြီးရဲ့ဘာလာမလဲဆိုတော့နုနာနီးနုလာမယ်နော်နုကဘယ်လိုလေးလဲဆိုတော့မကြည့်မနော်နုနုလာမယ်ဆိုတော့ဒီကနည်းနည်းတော့ဟုတ်တယ်နော်ရေးရတယ်一ဟုတ်ပြီနီနှစ်ချက်ပဲနော်ဒီကနော်နောက်ချက်ပဲရေးပြမယ်နော်一နီနော်一နီနော်နုနေဟုတ်ပြီနေရလေနည်းနည်းတော့ဟိုပါတယ်ဒါကို一နီနဲ့ဟုတ်ပြီဘယ်လိုရေးမလဲ一နီနော်အေးတယ်နော်နောက်ချက်一နီဟုတ်ပြီနာနီနုနဲ့နေပြီးတော့နုကဘယ်လိုလာမလဲဆိုတော့သူကဒီလိုမျိုးနာနီနုနဲ့နော်လို့လည်းပြောတယ်နုလို့လည်းပြောတယ်ပေါ့နော်ဒါကတော့ဖတ်ပုံဖတ်နေတော့နည်းနည်းกว่าတယ်ပေါ့နော်ဘယ်လိုလာမလဲဆိုတော့ရေးမယ်一ပေါ့နော်ဟုတ်ပြီနောက်ကပြန်ရေးပြမယ်နော်နာနီနုနဲ့နုဟုတ်ပြီဒီနေ့ကတော့ဝတ်ရှိတင်သွားပြီလားနာနီနုနဲ့နုပေါ့နော်အတိတ်တစ်ခုပေါ့နော်သူကနာနီနုနဲ့နုဟုတ်ပြီရေးပုံရေးနေတယ်အားလုံးတင်ပြသွားပြီတယ်ဝတ်ရှိနဲ့အတူတူ一緒に頑張りましょうအတူတူဂျပန်စာလေ့လာကြရအောင်နော်တနေ့နည်းနည်းချင်းစီလေ့လာဝါချင်းအပြည့်ဝတ်ရှိရဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်းအပြည့်နည်းနည်းပေါ့နော်ဂျပန်စာအခြေခံလေးရသွားမှာဖြစ်တဲ့အတွက်ဝတ်ရှိရဲ့ like and ဝတ်ရှိရဲ့ page လေးကို like and follow လုပ်ပေးခြင်းဖြင့်နေ့တိုင်းဂျပန်စာအခြေခံဗီဒီယိုလေးတွေကိုနေ့တိုင်းတင်ပေးသွားမှာဖြစ်တဲ့အတွက် follow like and follow လေးလုပ်ဖို့မမေ့နဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကိုဘယ်လိုပြောလဲありがとうございましたကျေးဇူးတင်ပါတယ်နော်ありがとうございました今日も天気が晴れますねおはようございますこんにちはこんばんはဟုတ်ပြီအတိတ်တလုံးကပါလေအိုယာစမီနာဆိုင်ကောင်းတော့ညလေးပါကဲအားလုံးပဲまた会いましょうနော်နောက်တစ်ခါတွေ့ကြရအောင်ありがとうございますကျေးဇူးများတင်ပါတယ်နော်တက်ရှိရဲ့